ဖတ်စစ်ဆိုရငါတို့ကဟိုဘယ်လိုလဲငါတို့ပူပေါင်းပြီးတော့မတိုက်လို့မရဘူးကွာသူကသူဟိုဘယ်လိုပြောမလဲဟိုဗုဒ္ဓနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဆိုပြီးတော့ဘယ်တော့ထိဆိုးသွမ်းရုပ်ကန်လဲဆိုတာငါတို့ဖျားတရားတန်ငါတို့မှသူတို့ရိုက်ထုတယ်ဒါကြောင့်မင်းတို့ငါတို့နဲ့လက်ပြီးလက်ဆွဲတယ်ငါတို့လည်းဝမ်းလဲဝမ်းသားတယ်မင်းတို့လည်းဂုံယူတယ်နော်မင်းတို့လည်းဒီချိန်မှာဟိုဘယ်လိုပြောမလဲဟိုခေတ်ပညာတတ်လူငယ်လည်းဖြစ်တယ်မင်းတို့နေနဲ့ပတ်သက်ပြီးပညာလည်းတတ်တယ်ငါတို့ဒီတော်ရင်းလည်းနဲ့ကင်ဖွဲ့စည်းနဲ့ပူပေါင်းတဲ့ကြောင့်ငါတို့လည်းဟိုဝမ်းမြောက်ဝမ်းသာဂုံယူတယ်နောက်လာမယ့်အနာဂတ်ဆိုလည်းမင်းတို့နဲ့ငါတို့နဲ့ပူပေါင်းပြီးတော့ငါတို့ဆက်လက်တိုက်ပွဲဝင်မယ်နော်အခုဆိုလို့ရှိရင်ငါတို့ရဲ့ဟိုစစ်စင်ရဘယ်လိုပြောမလဲလက်ရှိမာနဆိုးစစ်စင်ရေးလို့သတ်မှတ်ရတယ်မာနဆိုးရဲ့စစ်စင်ရေးဆိုရင်ငါတို့မြန်မာလိုပြန်လိုက်မယ်ဆိုလို့ရှိရင်နော်အောင်နိုင်ကြော်ချက်စစ်စင်ရေးလို့ခေါ်တယ်ဘာလို့ငါတို့စစ်စင်ရေးလုပ်လိုက်တယ်ဆိုလို့ရှိရင်နော်ငါတို့ကတော်လိုင်းအားစုနဲ့လက်ရှိတမခုနှစ်တမမှုဘူမှုဂျွန်နီသူရဲ့ဟိုတိုက်ရင်တွေလည်းပါတယ်ဒီတမ6ဘူမှုဆန်မီဘျူဟာမှုနော်စောဂျိုသူလက်အောက်မှာရှိတဲ့တိုက်ရင်ဒီလည်းပါတယ်ဒီဘူမှုတင်လိုင်းတို့နော်ဘူမှုခုတ်ထူးတို့ဘူမှုဖားခေါ်တို့ငါတို့အားလုံးစုပေါင်းပြီးတိုက်တယ်နော်စုပေါင်းတိုက်ကြငါတို့ရဲ့ရည်မှန်းတဲ့နော်ဟိုဒီမိုကရေစီဆိုတာရမယ်ဆိုရင်ငါတို့အကျွမ်းမဲ့ယုံကြည်တယ်နော်လက်ရှိဒီနတ်ဖက်စစ်ဆိုရကိုမင်းတို့ငါတို့နဲ့ဟိုရက်ဝေးရက်နီးမှာရှိတဲ့တော်လိုင်းအားစုနဲ့ပူပေါင်းပြီးရှိတော့လက်မနဲ့တော်လာမယ်နော်ချီမရှိချီမဲတော်လာမယ်နော်ဟိုညီလေးတို့အနေနဲ့လဲဟိုနောက်အနီးကပ်ဆုံးအနာဂတ်မှာဘာတွေဆက်လုပ်ဖို့အရွယ်ရရှိလဲကျွန်တော်တို့ဖွဲ့စည်းရမူဝါဒရာဒီဆေးအာဏာရှင်စနစ်ကိုပြန်လည်တွန်းလှန်တဲ့ဘယ်ဖွဲ့စည်းနေမှဆိုပူပေါင်းပြီးတော့တိုက်ခိုက်ဖို့အစဉ်လေးရှိတယ်နော်ဒီအာဏာရှင်စနစ်ကအခုဆိုရင် तू ကဟိုအရသာအစိုးရကို तू ပြောင်းလဲရတယ်ဟိုရသာအစိုးရကိုပြောင်းလဲတော့မှဘယ်လိုပြောရမလဲဟို तू ကဟိုစက်မှန်ပြောင်းတော့မဟုတ်ဘူးကိုတို့မြတ်ဟိုယောက်ျားတန်မင်းပေါ့ဟိုထမေမှုပြောင်းတယ်ငါတို့တိုင်းရင်းသားတွေကိုကျူပင်ခုတ်ကျူငုံမကြံဟိုဆက်ပြီးလုပ်မယ်ငါတို့ရဲ့လူခွင့်ရေးကိုလည်းဟိုဆက်လက်ပြီးချိုးဖောက်မယ်